အ
Ternyata ya dengan
ချ
ယောဂီတော်မှာမရှိတော့ဘူးအဲ့တော့ဝိရိယရှိမယ်ကြိုးစားမယ်အဲ့လိုကြိုးစားနေတဲ့ပုဂ္ဂိုလ်ကတည်ရလေးပဲမြင်ရတယ်မကောင်းလားကောင်းမလားအဲ့တော့ဝိရိယဘာပြောတာလို့ဒီလိုလေနော်အစိုးရထားတာဝိရိယပြောနေတာမဟုတ်ဘူးဘုရားရှင်ကဝိရိယကိုအဖြစ်တဲ့အာဟုသူတွေကိုမဖြစ်အောင်ကြိုးစားနေတာအဲ့ဒါဒီရဖြစ်ပြီးသားအာဟုသူတွေတောင်းမှပြည့်ဖြစ်ပြီးသားအာဟုသူတွေဘာလို့ဖြစ်မှာလဲအဲ့ဒါလည်းဌာနဝိရိယလားဝိရိယနော်ဝိရိယရဲ့ဒီလိုနားလည်လို့အဖြစ်တဲ့အာဟုသူတွေမဖြစ်အောင်ကြိုးစားရဖြစ်ပြီးသားအာဟုသူတွေကိုဖယ်ရှားနိုင်ရမဖြစ်တဲ့ကုသိုလ်တွေကိုဖြစ်အောင်ကြိုးစားရမဖြစ်တဲ့ကုသိုလ်တွေဘာလို့မှာလဲဖြစ်ပြီးသားကုသိုလ်တွေတိုးပွားတဲ့တိုးပွားတာလို့အဲ့လိုလုပ်နေရင်ဟာဝိရိယရှိတယ်ပေါ့အဲ့ဒါမရှိပြီးတော့ဝိရိယရှိနော်အဲ့ဝိရိယရှိလို့ဆိုတော့ဘာတွေရှိကွာပြောင်းပြန်လိုက်မဖြစ်တဲ့ကုသိုလ်တွေလည်းဖြစ်တယ်ဖြစ်ပြီးသားကုသိုလ်တွေလည်းတက်တာဖြစ်တာပေါ့မလုပ်တဲ့ကုသိုလ်တွေလည်းပဲဒီမရတော့ဘူးနော်ကုသိုလ်တွေလုပ်လို့လည်းကြိုးစားတော့အဲဝိရိယခံနေတယ်ဝိရိယမရှိဝိရိယရှိတယ်လားမရှိပါဘူးဗျာအဲကြောင့်မလို့အာရမောယောဂီပေါင်းတို့တော့ဘာရှိရအဲ့ဒါလည်းကိုယ်တည်းနေခဏနေတယ်တော့ကိုယ်တည်းနေတော့နော်ဌာနမပြီးဘူးလားမဖြစ်ဘူးလေဖြစ်ဖြစ်ပြီးရကုသိုလ်တွေလည်းပဲတိုးပွားနေဟုတ်လားအရင်ကလူလာတွေပြန်အောင်ခဲ့တာကုသိုလ်နဲ့ရုံးတိုးတာမတိုးလားလို့လားသိနေရင်တော့မလုပ်ဘူးပါဘူးထားပါလို့လေအခုအတိတ်ဖြစ်မဖြစ်ဘူးလေအလုပ်ဖြစ်တော့အဲ့ဒါပါဖြစ်ပြီးတော့လို့လေလည်းနေပြီးတော့အောင်းမိတန်တာလေးရစင်ရင်တော့တာအဲ့ဒါပါတော့ဝိရိယရဲ့သဘောနားနေဝိရိယဘယ်လိုလေးလို့ထင်နေတာလဲတော်တော်လေးပဲပြောနေတယ်နာတော့ရမယ်ဝိရိယနော်ဝိရိယနားနေရတယ်မသိရဘူးလားသိရမှာလားသိရပါဗျာဟောဘုရားမရှိတဲ့သာသာလေးသုံးတတ်ဘူးလားသိပါဗျာဖြစ်ဘူးတဲ့လားနော်ဖြစ်ဘူးပါအခုလည်းအဖြစ်ဖြစ်တယ်အရင်တော့လည်းပြုရမှာပါနော်နေနာမွေးလေးလောက်အဲ့ဒါဘာလို့ဝိရိယအဲ့ဒီလိုဝိရိယရှိတဲ့ပုဂ္ဂိုလ်ဟာဒီနေ့ဘာလို့တော့တည်တော့ဒီနေ့ဘာလို့တည်တော့ကောင်းလားကောင်းမလားကောင်းမလားကောင်းတယ်ရတယ်ချင်းပါလေဒီအောင်လည်းရမှာလားမရပါဘူးဒီနော်ဧကမိပြန်တယောက်ဧကဟာမှာဧကတော့တစ်ရတာနော်တည့်ရက်ရတာတမနဲ့လေးရတာတည့်ရတာမြတ်တဲ့ချင်းပါနဲ့နော်တည့်ရလေးပဲနေရတယ်နောက်ဆုံးကိုယ်ကပြောတယ်ခဏလေးပဲနေရတယ်အမြဲတမ်းများလားအများတော့တတိယကျော်အောက်ဒုတိယကြီးလောက်နေတဲ့ပုဂ္ဂိုလ်ဟာတက်စီရမြတ်ရှင်ဒီကံတော့လိုက်တာချင်းမညာချင်းမနာချင်းမညာချင်းချင်းမညာသူလည်းချင်းမညာသူလည်းချင်းမညာကောင်းလာတယ်မသိရဘူးကောင်းလာတယ်မသိရဘူးခုတော့ဒီလိုသိမယ်အတိယမလားကဲဒီနေ့တရားရေးတွေကနေဒီဘုရားရဲ့လက်ရှိတာ
Lo. Dia. Okey, masih ada ni. Dia punya mana? Kau nak mana? Asyik ni dulu. Asyik ni dulu. Ni asyik. Buaya ni tu boleh nak ni no. Mama boleh tu tak? Lalu dia aku tu dia cakap ni. Kaya ni kau boleh ni kau nak ni. Nampak tak ni mana? Oh, aku tu dia ni ada pula. Cipila aku tu dia dia ni dia malu malu. Awak ni. Kau deh orang ni dia tak. Nah. Kau deh orang malu tak? Mana dia ada? Nah, tapi dia dua. Apa hasil? Apa hasil yang ada? Shit, you know.
မကြီးလာမလုံးဘူးဒုတိယကြီးလုံးနေတယ်သူများခါလေးထိုးနေတယ်နော်အဲ့လိုဒုတိယကြီးလုံးနေတဲ့ပုဂ္ဂိုလ်တွေကောင်းသလားကောင်းပါဘူးအဲ့လိုမကောင်းပါလို့အသက်ရှင်ရအောင်လို့ပဲလုပ်နေတယ်အဲ့ဒီအမှုတွေရဲ့သိုးကျိုးကနော်အပေလေးကိုမှမခံရဘူးလားခံရမှာလားအပေလေးကတက်လာလူကြီးရောက်တော့လည်းပြန်ပြီးတော့ခံရအောင်ပါအကျိုးသက်ကမလီဘူးနော်လူကြီးတော့ဖြစ်လာတယ်အကျိုးသက်တွေနည်းနော်ဝတ်လိုက်တယ်ဟုတ်ပြီအားလည်းပဲရားရင်ဓာတ်နေတယ်ကလန်းနေတယ်ရားရင်ဓာတ်ဘူးနေတယ်နော်တာမီရဲ့တက်တာအပေလေးကတက်နော်နောက်ဆုံးအနေနဲ့ရရနာလေးတော့နော်အချို့ခံရတဲ့အပိုင်းရှိတာပေါ့နော်အဲ့ဒါအခုဆိုရဲ့စိုးကျူလေးဒါကြောင့်မို့ဘာလို့လဲသီလရှိရသီလရှိရင်တော့တက်ရှိလေအားကြိုက်တော်ကမြန်နေနော်ဟာဒီလားမလုပ်ဘူးလားအဲ့ဒါကြောင့်မို့လို့အသက်90နှစ်နေရတာကောင်းလားမကောင်းဘူးလားသိကြရကောင်းလားမကောင်းလားဒီတိုင်းကဆက်သွားတော့ကအသက်ကနေကောင်းလားမကောင်းလားကောင်းတယ်အမြတ်တော်တရားပြောတာပါမြတ်တော်တရားကဒီညာလာပြီးပြုတ်ကြနာအဲ့မြတ်တော်တရားရှိရင်ကတော့ဒီလိုပြောတယ်လေယောဂဝတ္တရတိဝေယောပညာဓမ္မနိယောဧကံတိတံတေယောပညာဝတ္တတာကာယနောဘောမှာဆက်ရခြင်းရပြီလေလို့တဲ့ပညာမရှိရင်အဲ့ဒီကိုရတဲ့ရှင်များမမြတ်ဘူးအာမရှိရင်လည်းပညာရှိဖို့ရမလို့လားပညာရှိတဲ့လူတွေဧကံတိတံတေယောပညာဝတ္တတာကာယနောပညာနဲ့ပြည့်စုံမယ်ဆိုရင်အဲ့ဒီကိုရတဲ့ရှင်များတမန်တော်လေးမမြတ်ရမကောင်းလားဒီချို့ပြောလေငယ်ငယ်နဲ့ဒီမှာတော့ချက်မလီကံကျိုးတယ်သူအကယ်များအဲ့လိုဒီလာနေတယ်ဒီလိုနဲ့နော်ဝိရိယလည်းရှိတယ်ပညာလည်းပြည့်စုံမယ်ဆိုရင်မကောင်းဘူးလားဟောတကယ်မကောင်းဘူးလို့ဒီတဲ့ကိုနေလည်းပိုးပြီးတော့ကောင်းတာပေါ့အတိယလားဒီရဟနာဘုရားလုံးနဲ့ပြောင်းပြန်ဖြစ်နေပြီနော်ဝိရိယပါဖြစ်တယ်ကြံတမ်းပြီးတော့ချိန်မောကြံပါပြီးတော့ဘာလဲတာတော့ကြံပါပြီးတော့ကိုကြီးမနဲ့ကမှန်လားမသိရမှာပဲဒီနော်ဘုရားမကငါလေးကောင်းပါဆရာနဲ့ကလည်းဖြစ်ဆရာနဲ့ပါဖြစ်တယ်နော်ကလည်းလိုက်တာကျေရတာဖြစ်တော့နော်ကလည်းလိုက်ပြီးခေါ်တာပေါ့နော်ဒါပေမဲ့ကလည်းလိုက်ပြီးဘယ်တိမလို့များနော်ဒီလေးနဲ့တွေ့အဲ့ဒီဘောတက်ရောက်ပါနော်အတိအမှန်တရားမှန်လားအယောဘလို့90တနေ့ကနေတရားကျော်ကြည့်နေဦးမယ်ဆိုရင်တော့ဒီပညာရေးအတွက်တက်ရှိလေကိုကောင်းလားဟောဘာလို့ရှိရလဲရရှိရတယ်တိလရှိရတယ်ပညာရှိအဲ့ဒီချက်တော့အကုန်ကျရှိနောက်တစ်မျိုးဟောပါတယ်နော်ယောဂဝိသဒဝေဝိအပတ္တဥဒိယမေဧကံတိတံတေယောဘဒ္ဒတောဥဒိယမေ
သူများတဏ္ဍာပါလားဘုရားတဏ္ဍာပါလားမသိဘူးဆိုရင်တော့တက်လာတယ်ဖြစ်မှာပေါ့တက်လာရအောင်တက်လာရလို့သိရတယ်နော်ဒိဋ္ဌိဆိုတာမြင်မှာဒိဋ္ဌိဆိုတာဘာလဲတော့ဘာလို့ချုပ်ကြမှာလို့ဒိဋ္ဌိလို့ပြောမှာတက်လာရအောင်ပြောပါတက်လာရအများကြီးရှိနေတယ်နော်ရေဒီကနာမှာဖြစ်လိုက်ကြတယ်လေနော်သင်္ချာမရှိဘူးလားရှိသလားတက်လာရမချုပ်ရဘူးဒိဋ္ဌိပြောမှာတက်လာရအောင်တက်လာရမှသိရတက်လာရမှမလို့တက်လာရပြောမှာလားဒိဋ္ဌိပြောမှာလားတက်လာရချုပ်လို့ပြနော်ချိန်တိုင်းမလို့ရှစ်ချိန်တိုင်းမလို့မလို့ဩခန္ဓာပဲမလို့ခန္ဓာနာယုတ်ရတယ်မသိဘူးလားသိကြလားဩအဲ့လိုသိရနောက်ပြီးတော့ရှစ်တာလည်းသိရရှစ်တာလည်းမလို့မလို့ဟောဒီခန္ဓာနာဖြစ်မလားဘူးလားယုတ်တရားဖြစ်တာလည်းနတ်တရားဘာလို့လားဖြစ်လာတာလည်းမသိရဘူးလားဟောယုတ်လို့ယုံမှနတ်လို့နာမလည်းသိရမယ်ရှစ်တာလည်းသိရဖြစ်တာပြီးတော့ဘာဖြစ်သွားတော့တတ္တရာကြီးပြုတ်နော်ဟောဥဒိတာကြီးပြုတ်အာဒီပြုတ်တာတော့ဥဒိတာကြီးနော်ညံပြောပါအာဒီတော့ဥဒိတာကြီးနော်အာမြင်လို့ရှင်းမြင်တာပေါ့နော်ရှင်းလာရင်တည်တဲ့နေမှာလားမပြတ်တော့ဘူးလားမပြောတာပြပါလားမပြောတာပြောတော့မှာလားဟောပြောတော့တယ်လို့အပြတ်လည်းမမြင်အောင်လားမြင်တော့ပါပြည့်တော့သတ္တနာတိပြည့်ဗာလိတိမှာတော့ဟောဒါကြောင့်မလို့ယုံနာမှန်သိရမယ်จิตတာသိရမယ်ပြတ်တာအဲ့လိုသိတဲ့ပုဂ္ဂိုလ်မြင်တဲ့ပုဂ္ဂိုလ်ဒီဧကံဒိဋ္ဌံတေယောပသတော်ဥဒိယမညာနော်ဓမ္မလေးလေးနဲ့ဉာဏ်ကြီးအဲ့ပုဂ္ဂိုလ်ရဲ့တက်ရှင်ညပါဖြစ်အများနဲ့မြတ်တာအခုလိုကိုယ်တက်လေးပိုးနေရတော့ပိုးပြီးတော့အများတိုင်းအာရှိပြီးကောင်းနေတက်ရှင်လေးဘာလို့ရှိရဟာရဲ့မမြင်အောင်မမြင်မလားဟောယနေ့တရားကြီးဘယ်ကညာဒီလေးပဲရေးတာလည်းမမြင်ပါဘူးလားဒီလည်းအားထုတ်တာကြားရတဲ့ကြောင့်မလို့ဒီလုပ်ငန်းကြီးမလုပ်ဘူးလားလုပ်မှာလားခန္ဓာညာရဒီနားရနားရကိုယ်တိုင်လည်းအားထုတ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့နေခြင်းဟာမမြတ်ဘူးလားမြတ်လားဒီတဲ့ကိုယ်ရှိလေပို့ပြီးတော့မကောင်းလားကောင်းလားတက်ရှိတာကောင်းရင်တော့ဒီဟာလေးသိဖို့ပြောပြတာပါနော်။ဇက်တော့ဒုတိယတိလို့အတက်ကရှိအဲ့ဘုရားပတ်စံလေးနဲ့မြင်ချမ်းသာတဏှာနဲ့ပါဖြစ်။ဟာဦးလေးတက်ရှိအကိုင်းပေါ်ပါစားတက်ရှိတော့ကောင်းတယ်။ခင်ဗျားတို့ပြောပါအဲ့ဒါဘာလဲပြောမှာဒီရဲမောလာပြောကြတာနော်ပြောကြမှာပြောလာတယ်မလားဘုရားရဲ့တော့ပြောကြတာလေအခုလိုအဲ့လိုပြောလို့ဝဲဖြစ်နေတာနော်မသိဘူးလားသိတယ်လားတန်နေခေါ်လိုက်တာဆွတ်ချဟန်ရတော့ဗျာလို့မဟုတ်ဘူးနော်ဒီရတာဒီရမလားပြောပါလေဒီတရားကိုပြောတာတရားနောက်တရားကိုပြောတာတရားမညာနဲ့နော်အဲ့ဒါလေဒီလောက်မရှိဘူးဆိုတော့လေနော်ကုသိုလ်ရဲ့သဘောမရှိဘူးလားရှိတယ်ခုမရှိရင်အရင်မရှိရတယ်လေနော်အမှန်တိုင်းပြောခုကိုမှန်တိုင်းပြောရင်နော်ခုကိုလည်းတော့အမှန်တိုင်းပြောရင်အမှန်တိုင်းတော့ဆုံးရအဲ့ဒါတော့ချစ်ပြည့်ကိုတည်ရဲ့ဉာဏ်မရှိရဘူးမရှိရမလားရှိရပါဘူးအဲ့ဒီမဟုတ်ရဲ့တမန်လေးပဲရှိရတက်ရှိအကောင်းလားကောင်းလား
မဲ့နဲ့ဖို့နဲ့ပြောကြပါလားတော့မဲ့ဖို့မမြင်တဲ့ပုဂ္ဂိုလ်ရဲ့အသက်တရားရှင်ခြင်းဟာကောင်းမလားကောင်းတော့မတရားလားတရားမလားဧတံရိကံတေယောပတ္တတော်ဓမ္မဟုတ်တယ်မမဲ့ညာဘုညာမဲ့ညာဘုညာကိုရတဲ့ပုဂ္ဂိုလ်မြင်တဲ့ပုဂ္ဂိုလ်ရဲ့အသက်တမနဲ့လေးပဲရှင်းရရှင်းရအဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်ညာမမြတ်ဘူးလားမြတ်လားမြတ်တာပေါ့နော်အဲ့လိုမဲ့ညာဘုညာကိုတမနဲ့လေးသစ္စာလေးမြင်ပြီးနော်ပြိဋိဘံဆံသွားတဲ့ပုဂ္ဂိုလ်ရှိဘူးလားတည်သွားတဲ့ပုဂ္ဂိုလ်မရှိဘူးလားရှိမှာသူတွေဒီလိုဒီနော်တည်ရတဲ့နော်တန်တတိအမကြီးထင်ပါရဲ့နော်ရုပ်ပြရတယ်အများကြီးဖြစ်တာနော်အဲ့လိုပုဂ္ဂိုလ်ရဲ့အသက်ရှင်ရပါလို့တမနဲ့ထဲနော်ကြာဒီရမလားအာမေလို့မဲ့ညာကိုညာမြင်လားမြင်သွားလားအဲ့တော့မဲ့ညာကိုညာကိုမြင်အောင်လားဒုသအာမဒုလားလားမလားအဲ့တော့မဲ့ညာကိုညာကိုဒုသအာထုတ်နေရအာထုတ်နေတာဝိပဿနာပေါ့လေဝိပဿနာတရားကိုဒုသအာထုတ်နေတဲ့ပုဂ္ဂိုလ်အတွက်အသက်ရှင်နေတာမြတ်ဘူးလားဘာရအောင်လုပ်ရတော့ပြောရင်မဲ့ညာနဲ့ကိုညာမဲ့ဘာညာနဲ့ဘာညာလို့ကိုညာနဲ့ကိုညာကိုလုပ်တဲ့တော့မဲ့ညာကိုညာရဖို့အဲ့တော့မဲ့ညာကိုညာကိုရမှမြတ်ပါဘူးကောင်းပါဘူးအဲ့တော့မဲ့ညာကိုညာရကြောင်းဝိပဿနာတရားရဲ့ကျိုးသားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာမမြတ်ဘူးလားမြတ်လားအသက်ရှင်လေအသက်ရှင်လေအကောင်းနေတော့အားတော့ဘုရားကြီးညီးဝေးလိုက်တာတရားကြီးတော့အဲ့လိုမလုပ်နဲ့နော်ကုသိုလ်ကောင်းမှုပြုနေတဲ့ပုဂ္ဂိုလ်ကတရက်တရက်မကောင်းဘူးလားနှစ်ရက်တရားရဲ့နော်ဘာလို့လုပ်ရမှာလဲကုသိုလ်လုပ်ရရတယ်လေအခုပြောတဲ့အချက်လက်တွေမလုပ်အောင်လုပ်ရမှာလားလုပ်ရမှာနော်အဲ့တော့မြတ်စွာဘုရားnóiတဲ့ပုဂ္ဂိုလ်ဟောတယ်လေယောသဝတ္တတံနေဝေအာဘဒအမနမရဧကံတိနာတေယောပကတောအမနမရနိဗ္ဗာန်မမြင်တဲ့ပုဂ္ဂိုလ်ရဲ့တတရားရှင်မြင်တာလည်းမမြတ်ဘူးလေဘာလို့မမြင်တဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ကိုမမြင်ဘူးနော်နိဗ္ဗာန်ကိုမရောက်ဘူးနိဗ္ဗာန်ကလည်းဘုရားကျမ်းမှာမြင်ပါလေအဲ့တော့နိဗ္ဗာန်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ကိုမြင်သွားတဲ့ပုဂ္ဂိုလ်ဟာမမြတ်ဘူးလားမြတ်မှာလားဒုက္ခအလုံးမြင်ဘူးလားမြင်မှာလားဧကံတိပိတံတေယောပတ္တတော်ဓမ္မဘုဒ္ဓမတေမနဲ့လေးတဲ့တရားနေရာနိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်ရဲ့တမနဲ့လေးနေကြတာကောင်းလားဟောအဲ့လိုမြင်အောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်ရာအသက်ရှင်လေအသက်ရှင်လေမကောင်းလားကောင်းလားကောင်းတယ်နော်အသက်ရှင်ကောင်းပါလေအသက်ရှင်ကောင်းပါလေဟောအသက်ရှင်တာကောင်းပါလေဆိုတာပြီးဖို့ရမလို့ဘူးလားဟုတ်ပါရဲ့ဗျာဒါမြတ်စွာဘုရားရဲ့ယောသဝတ္တတရဒီဝေဟိနဥဒိတောဟိနမိယောဓမ္မနတိနေရာတွေမဲ့လို့ဝိရိယရှိခြင်းဟာကျိုးသာအထုတ်မှုရှိတဲ့ပုဂ္ဂိုလ်ဟာအသက်ရှင်နေအမြတ်တဲ့ဝိရိယမရှိတဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်နေဟာအမြတ်ဘူးတဲ့တော့ဒီတရားရဲ့ပြမဟောလို့ဆိုတော့လေညသောဘုရားရှင်ဒီလိုညောင်းမှရှိနေတော့ပေါ့မျိုးဖွားကြီးရောက်သက်90နာရောက်နေတဲ့ဖွားကြီးရောက်ကျောင်းရောက်လာတောင်းလေးထောက်ဘာဖြစ်လို့ရောက်လာလို့ပြောရင်သူ့မှာသား9ယောက်သမီး9ယောက်ရှိတယ်သား9ယောက်သမီး9ယောက်လည်းအိမ်အောင်ကြာသားရဲ့သမီးတွေက
မေကိုလုပ်ပေးကြမယ်ပြုစုကြမယ်စောင့်ရှောက်ကြမှာပါအဲ့ဒါတစ်ချိန်နဲ့နှစ်ချိန်ရလုံးကြီးပြောတော့အဖွားအမေလို့ပြောတာသားလေးသမီးရဲ့ဌာနကိုလက်ခံလိုက်တာပေါ့လေအမွေကိုခွဲပေးလိုက်အမွေဘာလို့ပေးလိုက်လဲဝိကုခွဲပေးလိုက်အဲ့တော့သူတို့စကားနိုင်တယ်ပေါ့လေအကြီးတော်ကနေစပြီးတော့သားသမီးရရဲ့အိမ်ကိုတလနေနေပါပေါ့လေတွားပြီးနောက်တည်းတွားပြီးဒီလိုနဲ့14ယောက်ပြည့်သွားတာအဲ့ဒီမှာမှနောက်တစ်ပတ်ပြန်လာတော့လည်းအဲ့လိုနေလာနေနေရင်သမီးရအဲ့ဒီသမီးရရင်လက်ကလည်းကောင်းကြည့်လို့ရဲ့အခုလည်းကောင်းကြည့်လို့ကောင်းကြည့်ရဲ့အတွက်ကြောင့်မို့လို့တလားမထားပါနဲ့လေနှစ်လားတော့ဘူးနေလေအဲ့လိုဘူးနေတော့သမီးလို့ပြောငါပြာမွေပေးတော့ငါဘူပြီးတော့မပြီးဘူးအခုတော့ဘာလဲအချားဖြစ်နေတမက်ကလည်းမကြည့်တော့တမက်မကြည့်တော့သမီးရတယ်မကြည့်အဲ့ဒီလိုနဲ့နောက်နေကြောင်းနောက်နေရလည်းမကြည့်နောက်နေရလည်းမကြည့်တော့အာရီသမီးအာကိုရမေတ္တာရီအာရီသမီးအာကိုလို့မရမကြွေးတော့ပြုစုတော့ပြုစုသေးသလားမြန်မာပြည်ကဘုရားပါရမလာလို့ဘုရားတော့သူလက်ကမာလေးကြောက်ခဲနေတယ်နော်။မာလေးနေတာတော့ကြောက်ခဲနေတာအေးအောင်ချတယ်ဒီတိတ်သွားနိုင်တော့အဲ့ဒါကိုမြေတဲ့လက်ကောင်ချပိုက်ပိုက်ချအပိုင်လည်းပိုက်တာချတယ်လည်းချက်ချက်တိုင်းလည်းချက်ချက်ဒါလည်းဒီကအဲ့ဒါဖြစ်တယ်ကြောက်သိချွေတို့ပြီးလို့ထင်တယ်နော်အဲ့မှာသားရဲ့ဒီနေ့ရိုက်တက်ကမာလေးကိုထုတ်လေးကိုဆွဲပြီးတော့အဖွားတို့မေကိုမေလို့တော့ပြန်ပြန်ဆွဲတယ်အထိမခံတော့ဒီအမေတို့ကိုဖွားတို့တရုတ်တရားပြုတ်ကြတယ်တရားပြီးရဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်မေးအဲ့ဒီမှာပြည့်တော့သားရတဲ့ပြည့်တော့နဲ့အဝတ်သားတဲ့ပြည့်တော့နဲ့ရေချိုးရတဲ့ပြည့်တော့နေတယ်တရားနာပေးတယ်လားပေးတယ်ဖြစ်သွားလို့အပြောင်းမခံဘူးလေထုတ်အပြောင်းခံလာရင်ဒါရင်းနဲ့တည်းလို့တည်းတော့အဖြစ်ပေးရတယ်ဗျာပြီးတော့နော်အဲ့အဖွားနာမှာနားလေတည်းဝိုင်းဝိုင်းလေအဲ့ဒီဘောကဒေဂနီကပြည့်ကောင်းအောင်လည်းထုတ်ပြီးထားအဲ့တော့အားရတဲ့ဒီလိုမျိုးကိုလေတေးပြီးတော့ဝိုင်းအောင်လာကြအေးအဖွားရဲ့ထုတ်လေးကိုမလို့အားလုံးပြုစုကြတာပဲအတူတူခွဲကြရမယ်အဲ့ဒါကိုဦးစုံလုံးမှာခွဲကြမယ်တော့ကောင်းအောင်ပါနော်ဆွတ်ထုတ်တယ်ဘာထုတ်လဲတော့လက်ဆိုင်မှာထုတ်လဲထုတ်လဲဘာလဲလဲကြောက်ခဲလေးဦးကြီးခဲလေးတွေ့ရနော်မင်းနဲ့နှလုံးကြိုက်အဲ့တော့အားလုံးလည်းအဲ့ဒါထုတ်လိုက်တော့နာလောလောအဲ့လိုလောက်ရတယ်နော်ဖြီးတော့ဖြီးမများနော်အဲ့တော့ဒီမှာအဲ့လိုမလဲတော့ခံရအဲ့ဘယ်ရောက်တော့ဘုရားကြောင့်တူတူမျိုးနဲ့လမ်းလမ်းရှိတယ်နော်အဲ့လိုနဲ့ရောက်တော့ဘုရားကယဟန်ကြီးကိုဘေးကူဒီမှာဘုရားဖွင့်ပါတော့သူတို့ပြောလိုက်တယ်ဘောဓိဒီမှာဘုရားဖွင့်ပြလိုက်တယ်နော်ဒါမှလည်းဒါလေးပါပြောနေတာပေါ့အဲ့လိုနဲ့ဘေးကူဒီမှာဘုရားတရှိမှဝိဘေးကူဒီမှာအရင်ရောက်နေတဲ့ဘေးကူဒီမှာငယ်သေးတာသူတို့စားလိုက်တယ်ဒီနေ့ဝလာဆိုတော့ဟိုဘေးကူဒီမှာခိုင်းတာပေါ့ဒီဘေးကူဒီမှာရတာမချက်နိုင်တော့ဘူးတဲ့ဝိပဿနာရတဲ့လက်တော်များရှင်များနီးပြီးတော့ကြိုးစားပြီးတော့အားထုတ်အာမကြုံတာအားထုတ်တယ်လားအာ
အားလုံးနေတိုင်းမဲ့ဒီကနေ့ရှောင်းလိုက်ထိုင်လိုက်အားလုံးကျန်တဲ့ဘယ်သူမှငယ်လေးကရှင်မဒီချွေခါတော့အမိုင်းထားတော့ယူရတဲ့တော့ခေါင်းလာပြီးတော့ယူရတဲ့ဆိုပါအေးတယ်အဲ့လိုညခါညလို့ပြီးနေတယ်မလုပ်ရအောင်လုပ်ရတာလားအဲ့လိုတဲ့ဟောဒီဘွားကြီးတနေ့ကြတော့ကျိုးသားပြီးတော့အားထုတ်ရင်ဘယ်သူဒီမှာဒီတဲ့ညနေရောက်လာတော့ရှင်မာတယ်ကျန်တဲ့ဟောဒီဘယ်သူဒီမှာဒီတော့ညတော့ညနေရှိတဲ့တရားနာတော့မှာဘယ်သူဒီမှာဒီကမလိုက်ခဲ့တဲ့ဟောဒီကြောင်းမှာရေတွင်းတည်ရဲ့အမိုက်လေးတရားနာလို့ရဘူးနော်အဲ့လိုနဲ့အဲ့ဒီဒီမှာဒီမြတ်စွာဘုရားကြောင့်တရားနာကြတာပေါ့လေညာဥပိုင်းမြတ်စွာဘုရားရဲ့တရားဟောအဲ့ဒီအချိန်မှာဟောဒီတောနာဆိုတဲ့ဘိက္ခုနီမှာပြောကြအောင်သူလည်းတော့တောနာဘိက္ခုနီမှာညမှာကောင်းရင်ကြည့်လိုက်တော့လည်းရေနဲ့ထပ်ပြီးသာယာနေတာဒီလောက်သာယာနေတဲ့ညချမ်းကာလမှာငါဟောဒီကိလေသာတွေနဲ့အိတ်နေဖို့မသိတော့ဘူးဘာတွေနဲ့အိတ်နေဖို့မသိတာလဲကိလေသာတွေနဲ့အိတ်ပြောခြင်းနဲ့အိတ်ကိုငါမသိတော့ဘူးကောင်းကြီးကိုကြည့်လိုက်တော့လည်းနဲ့ကနေကြေးလာနေတဲ့သာယာမိလိုက်ခါဟောဒီလောက်သာယာတဲ့ညချမ်းကာလမှာငါကိလေသာတွေနဲ့အိတ်နေဖို့မသိဘူးကြိုးစားပြီးတော့အားထုတ်တယ်ကြိုးစားပြီးတော့အားထုတ်အားလုံးကလည်းဘယ်လိုဝင်လာတာ။ဘာလို့ဝင်လာတော့လို့ပြောလို့ရှိရင်အားရည်သမီးတွေသူ့ကိုမွေးလာမှတ်ပြီးလိုက်တာ။ဒီသားတွေသမီးတွေကသူ့ပေါ်မှာပြုလုပ်မှုယူရမှာပါသူ့မှာမလို့အခုလိုဘေးကူဒီမှာနေဝင်လာတာမှာကြောင်းတစ်ခါမှမအောင်မြင်ဘူး။သုံးလေးရိုက်အောင်လာဖို့ပို့မရသူတွေးနေတာတောင်းလက်တာဝေးနေတာပြောကြအောင်ပါဝေးနေတာချင်းတရားအားထုတ်နေပေါ့အဲ့ဒါသက်ပြီးတော့ပေါ်လာပြန်ရောဒါတွေတတိယကြောင်းတွေးရနောက်ကြောင်းတွေးရပါတွေးတော့ဟိုဘယ်ကူဒီမှာရအများကြီးအငယ်လေးတွေရောကြီးတဲ့ပုဂ္ဂိုလ်တွေရောငါတို့အနိုင်ပြပြီးတော့ဝိုင်းခိုင်းနေကြဝါလုံးလိုက်ဒါလုံးလိုက်ဘုရားတော်ကသမင်းချက်သူတို့ပေါ်တယ်လည်းသိတယ်ချင်းတယ်ချင်းတယ်ကလားကောင်းလာတော့သိတယ်မှာမကောင်းအဲ့လိုနဲ့မကောင်းနေတယ်ဟောဒီရေသွေးသွားတာကိုမှတရားရမယ်ရေသွေးဘာလို့လဲယူရအောင်မယ်ဘုရားတော်တိုင်းဒီလိုကြီးပဲပေါ့လေဒီလိုအိုးကြီးနော်ဒီလိုလေးကလည်းရှိတာကြီးရကုမရှိရမှာမိဖို့ပြီးတော့တဲတဏှာလုံးပဲသူအဲ့လမ်းလျှောက်တိုင်းထိုင်တိုင်းမအဲ့တော့မငတ်တော့ထိုင်နိုင်မှာတော့ထိနာမရဘူးအဲ့ဒါပြည်လာနေချင်းလေးတာအဲ့တော့ဟာဒီတော့နာကြီးဒီမှာထိုင်ဘူးလမ်းလျှောက်ခဏလေးထိုင်ပြန်ပြီးတော့လမ်းလျှောက်ရင်းတို့တဲရင်းလေးပြောတော့ခင်းရဲ့မီးဩမလောင်တတ်တော့လားမိတော်တော့ရေရွေးလည်းပေါ့ဗျာမြင်းရတာဒီမိပုံကြီးကြည့်ပြည့်တဲ့ဘာလို့ကြီးလဲမိတော်တော့မိရိုးတွေလည်းပုံမှာပြန်တက်တော့ကြောက်တော့ပြန်ရလည်းတော့မပုံရကြထင်းနေမီးလာအဲ့ဒါကိုကြည့်ပြီးတော့သူ့ရဲ့ခန္ဓာကိုပြန်ပြီးတော့ဆက်ကြည့်လိုက်ချင်းမုံကြီးကြည့်ပြီးတော်ဝင်ကလည်းဖြစ်တယ်လေးနဲ့တဲ့ဉာဏ်နဲ့ဝင်လာကံပိဒဉာဏ်ပါလားနော်ဘာဉာဏ်လဲတော့ကံပိဒဉာဏ်ပြောကြည့်အောင်ဘာဉာဏ်လဲတော့က
ချင်းကိုသွင်းပြီးတော့လောင်ရတယ်အဲ့ဒီလိုပဲငါရဲ့ဒီခန္ဓာကိုကြောင်းပြုလို့ဆွဲလို့တာတိမိသရာမိယာယိမိမရဏမိလောင်နေတယ်သာတိမိသရာမိမရဏမိလောင်နေတယ်မိတ်တိုင်းမလောင်ဘူးလားလောင်နေတာလားဘာလို့သွင်းပြီးတော့လောင်ရတယ်လို့ပြောရင်ခန္ဓာမိတ်တိုင်းပါတယ်လို့ရေဩလောင်နေမိတွေကလည်းဖြတ်နေပြတယ်ပြတယ်ပြတယ်မိကိုယ်တောက်တောက်ပြီးပျောက်ပျောက်သွားမပြောင်းဘူးလားပြောက်သလားဟဲ့ဩသူ့ရဲ့ခန္ဓာလည်းလည်းလိုက်လို့ပဲခန္ဓာရှိနေတော့မိတော့ကသက်တောက်နေပါပဲဟောဒီခြင်းဘုံကြီးမှာငါချင်းနေတယ်တိုင်းမိတော့ကတုံမလားဘာလို့ရှိနေလို့ဟဲ့ချင်းနေထက်ထက်ချင်းရှိရင်မိရဘာလို့မလုပ်အဲ့ဒီလိုလေဒီခန္ဓာကြီးရှိနေကြမြသာတိတရာဗျာတိတို့ရဲ့မရဏမိတွေလောင်နေကြအောင်ပဲအဖွားတော်ကနိုင်တယ်ပဲ90နှစ်ဆိုတော့ဒါသာတိတရာဗျာတိမိတွေလောင်နေပြီပေါ့လေနောက်တဲ့ဒီခန္ဓာကိုယ်တက်ပြီးတော့ရနေလို့လည်းဆိုရင်တော့လည်းခန္ဓာဟုတ်ပါပဲပြည့်တော့ပါမလားအဲ့တော့ဒုက္ခထေရီမှာဉာဏ်ဝင်လိုက်တာလေမတွေ့ဘူးလားမလားဉာဏ်ဝင်ပြီးတော့တရားလုံးကြိုးစားတယ်နော်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကအားပေးဘေကုဏီမာရီဟောနေတဲ့တရားကိုရပ်လိုက်ရပ်ပြီးတော့မိဘကြောင့်လည်းသောနာထေရီကိုကြောင်းပြီးတော့ချုပ်လို့လှုပ်ပြီးတော့သူကဏ္ဍပရိတိုက်ကနေပြီးတော့အာပိတတာပြီးတော့ဝိရိယရှိတဲ့ပုဂ္ဂိုလ်ရဲ့အတွက်ဟာတဲနေလေးပဲရှိရရှိရအသက်ရှင်နေရမြတ်တယ်ဝိရိယမရှိတဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်နေရအသက်တရားနေလည်းမမြတ်ဘူးစိတ်သမီးကြိုးစားရမလားကြိုးစားရောအဲ့လိုပြောတာမပြောလားပြောသလားအားတက်သွားလေးလိုက်ပါတက်သွားတာလို့တို့ချင်းအားငယ်နေတာတရားအားထုတ်တာမှဖြစ်မှတရားနဲ့လိုက်ဖြစ်မရှိဘူးသူတို့ဒီပဲသွားအခုတော့တရားကဝေးရနေပြီးတော့လှမ်းပြီးတော့မဟုတ်လားဟုတ်သလားအားတက်သွားပြီးမြတ်စွာဘုရားရဲ့နောက်တရားတစ်ခုဆက်ဟောနော်ယောသာဝတ္တတံဒီဝေတဲ့အာမဂဝတ္တယဘေယဣဒံဒီတံတရားဘာသာတော်ဘုရားဘေယဖြစ်တဲ့ကိုမမြင်ဘူးဆိုရင်အတ္တဒီဘလုံးပဲရှင်နေတယ်အဲ့ဒီကိုပဲအနေချင်းဟာသေခြင်းဟာမမြတ်ပါဘူးจิตသမီးရေဖြစ်ပြနေမယ်ဆိုရင်တော့တမန်လေးပဲနေရအသက်ရှင်ခြင်းဟာမြတ်ပါလေจิตသမီးကြိုးစားလိုက်တာမှဖြစ်ပြနေအောင်ပြီးလိုက်တာမှပြလိုက်ပါမြောင်ကြီးရမှာလို့ယောသာဝတ္တတံအမဂလဓမ္မဟုတ်ဓမ္မမဘောမမြင်ဘူးဆိုရင်မဘောမရဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းကမမြတ်ဘူးလေจิตသမီးကြိုးစားလိုက်တာမှမဘောမြောင်ကြိုးစားတာမှမဘောမြင်လဲဆိုရင်จิตသမီးဒီနေ့ပဲအသက်ရှင်ရပြီမမြောင်လားမြတ်သလားမြတ်ပါလေဗျာမကောင်းလားကောင်းသလားအဲ့လိုကြိုးစားပြီးမြတ်စွာဘုရားရှင်ကသူကြိုးစားနေတာပို့ပြီးတော့ကြိုးစားတာတရားဓမ္မတွေတဲ့အဝိယတွေဟောပါနော်ဟောလေဟောဒီမြတ်စွာဘုရားရှင်တရားရက်လိုက်သောနာတိမှာမကြိုးစားဘူးလားကြိုးစားလားကြိုးစားတော့ခန္ဓာဖြစ်ပြပါတဲ့လားဒီရဲ့ဉာဏ်မှာသိရောလားဘာလို့သိရောတော့ဌိနမိတ်တွေလည်းသိရောခုနကတော့ဒါတွေသမီးတွေကိုမကျင့်တတ်ဘူးတဲ့ဒေါမနတာရှိတော့အဲ့ဒါဘယ်သူမကျင့်တတ်လဲတော့ဉာဏ်နဲ့ပဲဒီမှာလေးလည်းမကျင့်တတ်ဘူးပေါ့အဲ့ဒါတွေလည်းရှိသေးလားဘာဖြစ်တာသိရောသမီးရတဲ့တာနေတော့ဘယ်မြင်မှာလဲမမြင်ဘူးလားသစ္စာပဲနဲ့ချက်ပဲလေးချက်လေးပါးကိုဘာဖြစ်ဉာဏ်တာဖြစ်
တရားသိမှလည်းမတော့သူတို့ကြောက်ပြန်လာတယ်ကြောက်ပြန်ရရင်တော့သူတို့အရင်လိုပဲငါ့ကိုငေါလာခံရလို့တော့မယ်အဲ့ဒီလိုတော့ရင်တော့ကတော့ငါဘုရုသင်ကိုလို့သူတို့ဘာမှမဖြစ်ဘူးထားသူတို့သာလာတော့မှရောက်တာလေဘုရုသင်တော့ဘာမှမဖြစ်ဘူးထားအခုတော့ငါရဟန္တာဖြစ်သွားရဟန္တာမဖြစ်မြတ်ကြီးကိုငေါလာခိုင်းတာဟောက်လာလို့ရင်သူတို့ဒုက္ခပြီးတော့မယ်သိလားမတည်ဘူးလားသိလားသိစင်ရအဲ့လိုနဲ့ဒီကိုကြောင်းနေပါမိအကုန်ညက်ရေနဲ့ဘုံချတယ်နာတော့ရေလို့လည်းကိုတော်လိုက်အားရှိထင်းလေကိုဒီတိတွေနဲ့လက်ပြရာတွေလည်းရှိတော့ရာတွေရှိသေးလားရှိတော့အကုန်ရှင်းနေဘောကနာတော့ဘုံမှာဒါဝိတင်တာဒါဝိမပါရှိအဲ့လိုလုပ်ပြီးတော့ကျောင်းမှာနေတော့ဘယ်ကုနေမှတေယုံနဲ့ပြန်လာရတာပေါ့ရှင်မတော်လာရှိရေလို့တည်ပြီလားပွက်နေလားတည်ပြီပါပြီပွက်ပြီလားပွက်ပါဒီလိုကြောင့်လေဒီလိုဒီမှာတော့ကြဖွင့်ပြီးတော့ရေလို့ဖွင့်ရအောင်ကြည့်ရှိလားရှိပါဗျာအောက်မှာလည်းပြီးရှိပါဗျာရှိအဲ့မှာဟောတောနာတိဝိလူဒီမှာမလုပ်ခိုင်းတာလည်းလုပ်ပါလားဘုရားဒါပေမဲ့ပြန်လာရှင်မဘယ်လိုဖြစ်တာတော့ဘာလို့မတည်တာတော့တဲပါလေဒီနေ့ကိုနေတာခုနအကုန်ကြည့်ရတာတော့မီးလည်းမတွေ့ဘူးရေလည်းမတွေ့ဘူးဘာလဲပြန်ကြည့်လိုက်ပါတော့ကဲဒါလည်းတော့ကြည့်တာပေါ့ငါတို့ကမျက်မှန်မွေးနေတာမျက်မှန်တယ်မွေးနေတာလည်းလိုက်အဲပြန်ကြည့်တော့ဟာအောက်ကမီးရှိတယ်လားရှိပါဗျာရှင်တို့ရပတ်သူပြီးတော့ခိုးတစ်ခေါက်တော့ထားရေလွေးတယ်ပြည့်မပွက်မီးရှိတယ်ရှိပါဗျာပြီးမရှိတယ်ဒီရေလိုအကြီးရပွက်အခုတော့ဘိုးချစ်အဲ့ဒီမှာအဲ့ဒီဘယ်ကူဒီမှာဘာဖြစ်သွားတိလိုက်ပြီဟောဒီတော့နာဒီမှာရဟန္တာဖြစ်ပြီးတော့ကျမ်းနာဖမ်းမှာတော့ဘိညာမှာရတိတယ်နော်အဲ့လိုတိတော့ဘယ်လိုသွားကြတာသူဝင်ချတော့မှညမယ်အရင်တိတိဆိုကြည်ပါလေအတောင်းမှရင်တော့မဖြစ်တော့ဘူးပြီးတော့ရေးကြည့်ပြီးတော့ထိလိုက်တော့မယ်ဆိုတော့ဘေကုဏီမာကြီးအားလုံးကျန်တဲ့ဘေကုဏီမာကြီးကအပြည့်တွေကိုတိခါမှဖွင့်လို့ပါနော်ဒီလိုဆိုပြီးတော့တောင်းပါမလားတောင်းပါပါဒါရောက်တော့အားလုံးလည်းပဲအကျိုးသားရလားအကျိုးသားရမလားအဲ့တော့မြတ်စွာဘုရားရှင်ကဣတရေလေးတွေညာဘေကုဏီမာရဲ့တွင်တဲ့ကျိုးသားတဲ့နေရာမှာပါတော့ဝိရယာမှာဣတရေမပေးဘူးလားပါဣတရေပေးတာလို့ဝိရကျိုးသားတဲ့နေရာမှာဟောဒီဘေကုဏီမာသာလို့ပဲဆိုပြီးတော့ဣတရေပေးပါလေဗျာဣတရေကလည်း90နှစ်မှာရမရဘူးလားအကျိုးသားရလားကျိုးသားရမလားကျိုးသားမရဘူးကျိုးသားရရဘူးပေါ့ဘာလို့လဲမလို့ကျိုးသားရတယ်ကျိုးသားရတော့သိပြီလားမသိဘူးနော်အကောင်းတာတွေမလို့တော့ကောင်းတာလောကီတာကုသိုလ်တွေပေးချားတယ်ကျိုးသားရတယ်ဘယ်လိုကုသိုလ်
တူဘူးလားလုံးရပါလိမ့်မယ်မပါသေးတဲ့လုံးကြတယ်အဲ့ဒါလို့ရှိပါလေတော့ဝိရိယရှိနောက်များပါလိမ့်တယ်လေးပါလေရနော်အကျိုးသားရမလားအဲ့တော့တော့မြတ်စွာဘုရားရှင်ကဒီဟာဒီကရာလေးပြောတာနော်ယောသာဝတ္တရံဒီဝေကုတိတော်ဣနာမေယောဧတဟံဒေဝတံတေယောပါဒဝိရိယမာတောဒလံမယောသာတဲ့ပုဂ္ဂိုလ်အကုသိုလ်တွေတဲ့နေနေတဲ့ပုဂ္ဂိုလ်လောကကောင်းကျိုးဓမ္မကောင်းကျိုးသာသနာကောင်းကျိုးကိုဘာတစ်ခုမှမလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အတ္တတရားရှင်းမြင်ကအမမြတ်ဘူးမကောင်းဘူးလကားပဲဓမ္မနဲ့ရဲ့အသက်ရှင်ရတဲ့တော့ကျိုးသာအားထုတ်နေတဲ့အမြဲတမ်းကျိုးသာနေတဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းဟာမြတ်ပါရဲ့လို့မြတ်စွာဘုရားရှင်ကဟောလိုက်တယ်ဟုတ်လားဟောလိုက်လားဒါကြောင့်မလို့အာရမဘုရားနာမေတာဘောတော်ကောင်းလို့လည်းပဲသောတာတိမလို့ကျိုးသာပြီးတော့ဘုရားဓမ္မတွေအားထုတ်နိုင်ကြပါလေလို့ပရဏာအောင်သူပြုလိုက်ကြပါဘုံတည်းကဲလက်ချမယ်ဒီဘက်ကလိုက်တုံးနဲ့ရှင်ဘုရားဒီတော့မာလို့ဒီအဖွာပြတ်သူတရားကြီးတော်ရကညာနီကိုယ်တဲ့နေ့ဝေးနေမင်္ဂလာတော်အကြောင်းပြုလို့ကောင်းဖို့မင်္ဂလာပြုလုပ်ကြရာယခုထာ၌တရားမှုရှိသောသံဃာတော်ရှင်မြတ်ဓမ္မယရဏတော်သုံးပါးမြင့်တကွာအင်္ဂါ7ပါးနှင့်ပြည့်စုံသောသီလတော်မြတ်တော်ကျင့်သုံးခံယူသဗ္ဗေပါ၏ဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်များနှင့်သီလရှင်ယောဂီပရိသတ်ပေါင်းသူတော်ကောင်းတို့အားသောတေဝေဟောတိဆိုခြင်းယထာဗျာယာနိသင်္ကန်းဝိသောရဏီမင်္ဂလာသေတော်ကြီးတရားပေပြုပြင်မွမ်းမံရန်နဝကမ္မဘုဒ္ဓဝေတော်ရာဇီယိုဧတုပါယိရှင်မယဟောကြားသောဘောနာတိဘေကုဏီမတရားတော်လည်းယုံယုံကြည်ကြည်ရိုးရိုးသေးသေးနာယူမှတ်သားရပါတော်၏ယနေ့ယခုပြုလုပ်ရသောကုသိုလ်ကံ၏အသွမ်းသတ္တိယရိယောတိဩနာတိဒုက္ခမေရိကျင်းရာဘုရားသောရာမေတ္တာမြတ်သောမေတ္တာသောပေဉ္စသောမြတ်မရပါတော်၏ရှင်မြတ်ဘုရားယနေ့ယခုပြုလုပ်ရသောအာနဘုဒ္ဓ
ညာနေနေတဝါလုံးသောဆွေလုံးမျိုးလုံးမြတ်ရနာမေတ္တာပေါင်းတော်ကောင်းတို့ကျမ်းမာချမ်းသာပေးရပေါ်ရည်တို့သောသူပြည့်စုံနိုင်ကြပါစေ။ကဲရှင်များအားလုံးသုံးသပ်ကြွမယ်ဒီတော့